လေဘာရဲ့နှလုံးမပေါက်တာတော်တော်ယူကြနေပါပြီ တောင်းကြ တော့မှမို့လို့ပါ အဘာပြောထားတယ်နော်အဘာရဲ့အမူအရာကိုကြည့်နော်ဟိုရေးတယ်ကွာမပါဘူးနေငါခေါ်ပြီကွာခေါ်ပြီနေငါတဲ့ဟဲ့ခက်ဟဲ့ ဘာဖြစ်တော့သူတို့ဘာဖြစ်တော့ အော်ငါမသိဘူးလေနေငါဆိုပြီးအော်ပြီးတော့ပြေးတာပဲမင်းကလုံးပေးလိုက်သေးလား မပေးရသေးဘူးလေ ဟိုမပေးတော့မင်းဘယ်လိုပုံစံလုပ်ပြလိုက်တော့လို့ ဘလို့ပုံသားမလုပ်ဘူးလေငါမင်းကိုစလိတ်တော့ကျွန်တော်စလိတ်တောင်းတာ ဒီတော့နေပုံစံ မင်းမရှိဘူးလို့ပြောရလေ နေ အမရှိလဲငါနေရတယ်လို့ပြောရလေ အေးဘောအဲ့ဒါကိုနေငါဆိုပြီးတော့ကောက်ပြီးထိုးတာ ပြဿနာတော့တက်ပြပြီထင်နေဟေးအဲ့ဒါမထွင်ဘလို့လောက်ကြမလဲလို့ အော်မသိဘူးလေကွာမင်းကဒီလိုကြီးလုပ်ပြတာဟုတ်မင်းကတေချာပေးမှဆိုလေ ငါစလိတ်တောင်းတာလို့ ဒီလိုလုပ်ပြလိုက်တော့ तू ကြိုက်တာကောက်ထိုးတဲ့အခါကျတော့လေတဲ့လေတဲ့သွားမှာမင်းကတဲ့လိုကြီးဖြစ်နေတယ်လေ ဒုက္ခပဲဟေး မင်းနေဘာဖြစ် ဘာပြမလဲငါမလုပ်ချင်တော့စိတ်ညစ်လာပြီကွာအခုချိန်ကြီးကလေ तू ကသူမှန်းနေတယ်ငါလည်းဘယ်အချက်မှားမလဲပဲကြောက်နေတာအချက်မှားလိုက်တယ်နဲ့ဂွမ်းပြီနော် ဟာမင်းကလေကွာအခုငါတို့အဆင်ပြေနေရလေမင်းပြောသမျှကနဲ့မင်းလုံးပြပုံစံမျိုးတွေသူတို့ကောက်ပြီးထိုးတဲ့အခါကျတော့အကုန်လုံးအဆင်ပြေနေကြတာဘာပဲပြောကွာငါတို့လည်းအဆင်ပြေတယ်လေအဲ့ဒါယူမင်းစွန့်လို့မလို့လား တော်ပြီလေကွာမင်းကူအိမ်တက်ဆန်ဒီအိမ်ထဲရပြီလေမင်းကလေ ဟုတ်တယ်ငါဒီတက်ကြီးတဲ့တိုက်ကြီးတာကြီးနဲ့နေကြတာအခုဒီနောင်အိမ်လေးတူမိုးလေးခြံလေးဝင်းလေးနဲ့အခုဒါပိုင်ပြီနောက်တဲ့မင်း2လ3လ4လလောက်လှုပ်လိုက်ဟောတိုက်ပြီးပါပြီဖြစ်သွားမယ်လေ ဟိုငါမမှန်တော့ဘယ်လိုလုပ်မလဲမင်းက ဒါပေမဲ့မင်းပြောသမျှအဲ့ဒီပါဇက်လေးကအဲ့ဒီရွှေပါဇက်လေးကမှန်နေတယ်လေ တော်တော်ရောငါမလုပ်ချင်တော့ဘူးကွာမလုပ်ချင်တော့